ကိုကာကိုလာကုမ္ပဏီဟာ1903ခုနှစ်မှာလူမှုရေးနဲ့တရားဝင်မှုဆိုင်ရာဖိအားတွေကြောင့်ကိုလာအချိုရည်တွေထဲမှာကိုကင်းပါဝင်မှုကိုဖယ်ရှားလိုက်ပါတယ်။ဒီအချိန်ဟာကိုကင်းကိုမူရည်စီဖြစ်သတ်မှတ်လာတဲ့အချိန်နဲ့တိုက်ဆိုင်နေပါတယ်။ဒါကြောင့်တခြားပြိုင်ဘက်ကုမ္ပဏီတွေကလည်းစီးပွားရေးနဲ့ဂုဏ်သိက္ခာထိခိုက်မှုမရှိအောင်ကိုကာကိုလာလိုပဲသူတို့ရဲ့ချက်နည်းတွေကနေကိုကင်းတက်ကိုဖယ်ရှားခဲ့ကြပါတယ်။ကိုလာအချိုရည်ကို1886ခုနှစ်မှာအမေရိကန်ဆေးဝါးပညာရှင်ဂျွန်ပမ်မာတန်ကစိတ်အာရုံကြောအားနေတာခေါင်းကိတ်တန်နဲ့မောပန်းနှမ်းရွယ်တာတွေကိုကုသဖို့အတွက်စီးပွားဝင်အရေးတစ်မျိုးကိုစမ်းသပ်ရင်ဖန်တီးခဲ့တာဖြစ်ပါတယ်။အစောပိုင်းဖော်စံနည်းတွေထဲမှာကိုကင်းပါဝင်တဲ့ကိုကာအရွက်နဲ့ကိုလာနက်တွေပါဝင်ခဲ့တာကြောင့်ကိုကာကိုလာလို့နာမည်ပေးခဲ့တာပါ။ဒါကြောင့်ကိုကာကိုလာဟာကိုလာအချိုရည်အားလုံးရဲ့မူလအစဖြစ်ပါတယ်။ပမ်မာတန်အစကတော့အရက်နဲ့ရောပြီးပမ်မာတန် French wine ကိုကာဆိုတဲ့နာမည်နဲ့ရောင်းချခဲ့ပါတယ်။ဒါပေမဲ့1886ခုနှစ်မှာအတ္တလန္တာမြို့မှာအရက်ကိုတားမြစ်လိုက်တဲ့အခါသူဟာအရက်အစားတကြားရည်နဲ့ပြောင်းလဲဖော်ဆက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ကာဗွန်ဓာတ်ပါတဲ့ရည်နဲ့ရောဆက်ပြီးယနေ့ခေတ်ကိုလာအချိုရည်ဆိုပြီးဖြစ်လာခဲ့တာပါ။19ရာစုနောက်ပိုင်းနဲ့20ရာစုအစောပိုင်းကာလတွေမှာကိုကင်းပါတဲ့အချိုရည်တွေဟာအမေရိကန်မှာကျန်းမာရေးအတွက်အားစီးတစ်မျိုးအဖြစ်လူကြိုက်များခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာကိုကင်းရဲ့ဆိုးကျိုးတွေကိုလူတွေသိလာကြတဲ့အတွက်ကုမ္ပဏီတွေဟာပြောင်းလဲဖို့ဖိအားပေးခံခဲ့ရပါတယ်။ကိုလာအချိုရည်ဈေးကွက်မှာကိုကာကိုလာဟာပထမဆုံးဦးဆောင်သူဖြစ်ပြီးအဲဒီနောက်မှာပစီလိုမျိုးကုမ္ပဏီတွေပေါ်ပေါက်လာခဲ့ပါတယ်။အဲဒီချိန်ကအချိုရည်ဈေးကွက်ဟာအလွန်ကြီးမားနေပြီးကုမ္ပဏီအများစုဟာကိုကင်းပါဝင်တဲ့ကိုလာရွက်တွေကိုအသုံးပြုခဲ့ကြပါတယ်။ကိုကာကိုလာကုမ္ပဏီဟာ1903ခုနှစ်မှာလူမှုရေးနဲ့တရားဝင်မှုဆိုင်ရာဖိအားတွေကြောင့်ကိုလာအချိုရည်တွေထဲမှာကိုကင်းပါဝင်မှုကိုဖယ်ရှားလိုက်ပါတယ်။ဒီအချိန်ဟာကိုကင်းကိုမူရည်စီဖြစ်သတ်မှတ်လာတဲ့အချိန်နဲ့တိုက်ဆိုင်နေပါတယ်။ဒါကြောင့်တခြားပြိုင်ဘက်ကုမ္ပဏီတွေကလည်းစီးပွားရေးနဲ့ဂုဏ်သိက္ခာထိခိုက်မှုမရှိအောင်ကိုကာကိုလာလိုပဲသူတို့ရဲ့ချက်နည်းတွေကနေကိုကင်းတက်ကိုဖယ်ရှားခဲ့ကြပါတယ်။ကိုကင်းဖယ်ရှားလိုက်တဲ့နောက်မှာကုမ္ပဏီတွေကကိုကင်းအစားကဖိန်းကိုအဓိကအားဖြည့်တဲ့အဖြစ်ပုံမအသုံးပြုလာကြပါတယ်။ဒါအပြင်ကိုကာရွက်ရဲ့အရသာကိုတော့ကိုကင်းတက်ထုတ်ပြီးသားအရွက်တွေကနေရယူပြီးအချိုရည်ရဲ့မူရင်းအရသာကိုထိမ့်သိမ့်မှုကြိုးစားခဲ့ကြပါတယ်။ကိုလာအချိုရည်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ကောင်းကျိုးကတော့အများကြီးမရှိပါဘူး။ဒါပေမဲ့တချို့အခြေအနေတွေမှာအသုံးပြုလို့ရတဲ့အချက်တချို့တော့ရှိပါတယ်။ကိုလာမှာပါဝင်တဲ့ကာဗွန်ဓာတ်ဟာဘိုက်ပူတာနဲ့အစာမကြေဖြစ်တာကိုတစ်စိတ်တစ်ပိုင်းသက်သာစေနိုင်ပါတယ်။ချို့လူတွေအတွက်တော့အော်အန်ဂျင်လိုခံစားရတဲ့အခါကိုလာကိုနည်းနည်းစီတောက်လိုက်ရင်သက်သာတယ်လို့ပြောကြပါတယ်။ကျန်းမာရေးနဲ့မဆိုင်ပေမဲ့ကိုလာအချိုရည်ကိုတန်ရှင်းရေးအတွက်အသုံးပြုနိုင်ပါတယ်။ကိုလာမှာပါတဲ့ phosphoric acid ကတန်ကြေးတက်တာအိမ်သာခွက်နဲ့ကြွေပြားတွေမှာကပ်နေတဲ့အစွန်းအထင်းတွေကိုတန်ရှင်းရေးလုပ်ရမှာအထောက်အကူပြုနိုင်ပါတယ်။ကိုလာအချိုရည်ကိုအသားဟင်းတွေချက်ပြုတ်ကြမှာလည်းထည့်သုံးလို့ရှိပါတယ်။အသားတွေကိုပုံမနူးညံ့စေပြီးအရသာပိုကောင်းစေပါတယ်။ကိုလာအချိုရည်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေကအများကြီးရှိပါတယ်။ကိုလာအချိုရည်မှာတခြားတဲ့ကယ်လိုရီပမာဏအလွန်များပြားစွာပါဝင်ပါတယ်။ပုံမှန်တောက်သုံးမယ်ဆိုရင်ကိုလေးချိန်တက်လာစေပြီးအဝလွန်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒါအပြင်သွေးတွင်းတခြားတစ်ကိုမြင့်တက်စေတာကြောင့်စီးကျိုရောဂါဖြစ်နိုင်ခြေကိုလည်းတိုးလာစေပါတယ်။ကိုလာမှာပါဝင်တဲ့ phosphoric acid နဲ့ carbonic acid ဓာတ်တွေဟာသွားရဲ့ကြွေတာကိုတိုက်စားစေပြီးသွားပိုးစားတာကိုဖြစ်စေနိုင်ပါတယ်။ဒါအပြင် phosphoric acid ဓာတ်ဟာခန္ဓာကိုယ်ရဲ့ကယ်ဆီယမ်ကိုရောကျစေတာကြောင့်အယိုးပွားခြင်းဖြစ်နိုင်ခြေကိုပါမြင့်တက်စေပါတယ်။ကိုလာမှာပါဝင်တဲ့တခြားဓာတ်များပြားမှုကြောင့်နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။ဒါအပြင်ပုံမှန်တောက်သုံးခြင်းကကြောက်ကက်ရဲ့လှုပ်ဆောင်မှုကိုထိခိုက်စေပြီးကြောက်ကက်ပြဿနာတွေကိုလည်းဖြစ်စေနိုင်တယ်လို့ကျန်းမာရေးသုတေသနတွေကဖော်ပြပါတယ်။ကိုလာမှာကဖိန်းနဲ့ပါဝင်ပါတယ်။ဒါကြောင့်အလွန်ကျွံတောက်သုံးမယ်ဆိုရင်အိမ်မပျော်တာစိုးရိမ်စိတ်များတာနဲ့နှလုံးခုန်လုံးမြန်တာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်ကိုလာအချိုရည်ကိုပုံမှန်တောက်သုံးခြင်းဟာကျန်းမာရေးအတွက်ရည်ရှိဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ကိုလာဟာအမေရိကန်လူမျိုးတွေအတွက်ရိုးရှင်းတဲ့အချိုရည်တစ်ခုတော့မဟုတ်ပါဘူး။ဒါဟာအမေရိကန်အမတ်တစိတ်အမေရိကန် identity တစ်ခုလိုဖြစ်နေပါပြီ။အမေရိကန်တွေဟာအားလျက်တွေမှာမိသားစုနဲ့အတူတူပျော်ဝဲစားထွက်တာမျိုးအားကစားပွဲတွေကြီးတာမျိုးတွေလုပ်တဲ့အခါမှာကိုလာကိုမဖြစ်မနေတောက်သုံးကြပါတယ်။အထူးသဖြင့်ကိုကာကိုလာဟာခရစ်စမတ်ပွဲတော်ရဲ့သင်္ကေတတစ်ခုဖြစ်နေပြီးသူတို့ရဲ့ကြော်ညာတွေမှာဆန်တာကလော့ပုံရိပ်ကိုအသုံးပြုပြီးပျော်ရွှင်တဲ့ခရစ်စမတ်ကာလကိုဖန်တီးပေးလေ့ရှိပါတယ်။ကိုလာအမေရိကန်နိုင်ငံကနေစတင်ခဲ့ပေမဲ့ကမ္ဘာနိုင်ငံအသီးသီးမှာကိုပိုင်ပုံစံတွေနဲ့ရပ်တည်နေပါတယ်။အီရန်နဲ့ဆော်ဒီအာရေဗျလိုနိုင်ငံတွေအချို့မှာတော့ဇမ်ဇန်ကိုလာလိုဒေသခံအမတ်တစိတ်တွေကိုပုံမဦးစားပေးတောက်သုံးကြပါတယ်။ဒါဟာအမေရိကန်ကိုဆန့်ကျင်တဲ့အနေနဲ့သို့မဟုတ်ဒေသခံထုတ်ကုန်တွေကိုပုံမအားပေးတဲ့အနေနဲ့ဖြစ်ပါတယ်။အိန္ဒိယလူမျိုးတွေဟာတမ်အပ်လိုရသာပြင်းထန်တဲ့ကိုလာကိုကြိုက်နေတတ်ကြပြီးအိန္ဒိယအစားအစာတွေနဲ့တွဲဖက်တောက်သုံးလို့ရှိပါတယ်။ဂျပန်မှာတော့ကိုကာကိုလာဟာမန်ဂါနဲ့အန်နီမီယဉ်ကျေးမှုတွေနဲ့ပေါင်းစပ်ပြီးကိုလာ0ရှုဂါနဲ့ကိုကာကိုလာ plus လိုမျိုးကျန်းမာရေးအတွက်ရည်ရွယ်တဲ့ထုတ်ကုန်တွေကိုလည်းထုတ်လုပ်ပါတယ်
ရောပနိုင်ငံအများစုမှာတော့ကိုလာကိုရိုးရိုးအချိုရည်အဖြစ်သာမကအရက်နဲ့တွဲပြီးကော့တေးအဖြစ်လဲထော်ဆက်တောက်သုံးကြပါတယ်ကိုလာဟာကမ္ဘာတဝန်းအစားအစာတွေနဲ့တွဲဖက်စားသုံးရတာရှိဆုံးပါပဲမြန်မာနိုင်ငံမှာဆိုရင်ကိုလာကို hot pot ဘာဘီကျူနဲ့ KFC လိုမျိုးစားသောက်ဆိုင်တွေမှာတွဲဖက်တောက်သုံးနေရှိကြပါတယ်အမေရိကန်မှာတော့ကိုလာကိုဟမ်ဘာဂါကြက်ကြော်ပီဇာဟော့ဒေါတွေနဲ့အဓိကတွဲဖက်စားသုံးနေရှိပါတယ်ဒါပျော်ပွဲရှင်ပွဲနဲ့အစားအစာတွေရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုပါကိုရီးယားမှာတော့ဝတ်သားကင်လိုအသားကင်တွေနဲ့တွဲဖက်ပြီးကိုလာကိုတောက်သုံးကြပါတယ်ကိုလာချိုရည်ဈေးကွက်အတွင်းပြိုင်ဆိုင်မှုကအင်မတန်ပြင်းထန်ပါတယ်ဒီပြိုင်ဆိုင်မှုရဲ့အဓိကဇက်ကောင်တွေကတော့ကိုကာကိုလာနဲ့ပစီတို့ပဲဖြစ်ပြီးသူတို့နှစ်ခုရဲ့ပြိုင်ဆိုင်မှုတွေကိုတော့ကိုလာဝါလို့ခေါ်ကြပါတယ်ကိုကာကိုလာနဲ့ပစီတို့ဟာ1980ပြည့်နှစ်လွန်တွေကနေစပြီးပုံမပြင်းထန်စွာရှင်ပြိုင်ခဲ့ကြပါတယ်နှစ်ဖက်စလုံးကကြော်ညာတွေမှာငွေကြီးအမြောက်များသုံးစွဲခဲ့ကြပါတယ်ပစီဟာပစီချဲလန်လိုမျိုးအရသာဆန်းသတ်မှုတွေကိုပြုလုပ်ခဲ့ပြီးကိုကာကိုလာထက်သူတို့အရသာကပိုကောင်းကြောင်းစင်ခေါ်ခဲ့ပါကိုကာကိုလာကတော့ always ကိုကာကိုလာလိုမျိုးစိတ်လှုပ်ရှားမှုနဲ့ရိုးသားမှုကိုအဓိကထားတဲ့ကြော်ညာတွေကိုဖန်တီးခဲ့ပါတယ်ပစီဟာမိုက်ကယ်ဂျက်ဆင်မဒိုနာဘရင်းနီစပီယာစတဲ့ကမ္ဘာကျော်အမှုပညာရှင်တွေကိုသူတို့ရဲ့ကြော်ညာတွေမှာခေါ်ယူအသုံးပြုခဲ့ပါတယ်ကိုကာကိုလာကတော့ပိုပြီးမိသားစုဆန်တဲ့ပုံရိပ်နဲ့အားကစားသမားတွေပွဲတော်တွေကိုဦးစားပေးခဲ့ပါတယ်နှစ်ဖက်စလုံးကဈေးကွက်ကိုဥဆောင်မှုအတွက်မတူညီတဲ့ view တွေအသုံးပြုခဲ့ကြပါတယ်ကိုလာဟာရိုးရိုးချွေထူးတဲ့ပို့ပြီးကဘာတဝမ်းအထူးသဖြင့်အမေရိကန်ယဉ်ကျေးမှုမှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေပါပြီကိုလာရဲ့ရောင်းအားနဲ့စားသုံးမှုဟာကဘာအနှံ့ပြားမှာများပြားလာပါတယ်ကိုကာကိုလာရဲ့အကြီးဆုံးဈေးကွက်ကတော့အမေရိကန်ဖြစ်ပြီးဒုတိယကတော့မက္ကဆီကိုတတိယကတော့တရုတ်ဖြစ်ပါတယ်လူတူးချင်းတွေရဲ့စားသုံးမှုအများဆုံးနိုင်ငံကတော့မက္ကဆီကိုဖြစ်ပါတယ်မက္ကဆီကိုလူမျိုးတဦးဟာတစ်နှစ်ကိုပုံမှန်အားဖြင့်ကိုကာကိုလာ160လီတာနီးပါးတောက်သုံးတယ်လို့ဆိုပါတယ်ဒါဟာကျန်းမာရေးဆိုင်ရာပြဿနာတွေဥပမာစီးကြိုဖြစ်စေတယ်လို့သုတေသနတွေကဆိုပါတယ်အခုပြောပြပေးသွားတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ဟုတ်နော်